မင်္ဂလာပါရှင်။ဒီမနာမျိုးနဲ့တင်ကြားရေးပြည်သူ့စစ်ဆန်ရေးဦးစီးဌာနလူလူရှိပြည် Community Center ခမ်းမမှာဒီကနေ့စပတ်ရှင်အသစ်ဆိုတဲ့ဒီပညာပေးတော်ချုံဆွေးနွေးပွဲလေးကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီးဒီဆွေးနွေးပွဲလေးမှာပါဝင်ဆွေးနွေးပေးဖို့အတွက်စာရေးဆရာမောင်လေးကြီးတောင်လေးကိုဆွေးနွေးပေးဖို့ဖိတ်ခေါ်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ဆရာမင်္ဂလာပါရှင်။ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ရှင်ဆရာစပတ်ရှင်အလေးအထတွေအလေးအကျင့်တွေကိုဘယ်လိုမွေးမြူတင်လဲဆိုတာကိုဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့စာဖတ်ချင်းအလေးပေါ့နော်။အလေးဆိုကြလေကကျွန်တော်တို့ကဗာနဲ့တွဲပြီးတော့အများစုကပြောကြအောင်ဆိုတော့အလေးနောက်မှာအကျင့်ပါတယ်။အကျင့်အဲ့အကျင့်လေးတွေဖြစ်ဖို့လို့ကကျွန်တော်တို့ကပထမဆုံးအကျင့်နဲ့တွဲဆက်ပြီးတော့စကလုံးတစ်ခုထက်ရှိပါတယ်။အဲ့ဒါအမူပေါ့။အမူဆိုတော့အမူအကျင့်ပေါ့။အမူဆိုတဲ့အပြုအမူလေးတွေကနေပြီးတော့အကျင့်ဖြစ်လာတယ်။အဲ့အကျင့်ကနေပြီးတော့နောက်ထပ်အလေးမလုပ်ရရင်မနေနိုင်တဲ့အနေအထားတစ်ခုရောက်သွားတဲ့အလေးတစ်ခုရှိတယ်ပေါ့နော်။စာဖတ်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကစာဖတ်နေကြလူတယောက်ကနောက်ကြရင်မဖတ်ဖက်ကိုမနေနိုင်တော့စာမဖတ်ရလို့ရှိရင်ဟာတာတာကြီးဖြစ်နေတယ်လို့မျိုးပေါ့နော်အစာအာဟာရစားတောက်ချိန်ရောက်လို့ရှိရင်စားလောင်တယ်လို့မျိုးပဲစာဖတ်ချိန်ရောက်လို့ရှိရင်စိတ်ကအလိုလိုကိုပဲစာဖတ်ချင်တာမနေနိုင်တဲ့အနေအထားမျိုးကိုရောက်လာတာပေါ့အဲ့ဒါဆိုလို့ရှိရင်အထွတ်ထိပ်အနေအထားပဲပေါ့အထွတ်ထိပ်အနေအထားဆိုတာကလူတယောက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ဖို့လို့အတွက်အရာရာက ready ပေါ့နော်အစင်သင့်ဖြစ်နေတဲ့အနေအထားမျိုးခံယူလို့ဖြစ်အစင်သင့်ဖြစ်နေတဲ့အနေအထားမျိုးပေါ့နော်အဲ့အနေအထားမျိုးကိုရောက်ဖို့ဆိုလို့ရှိရင်စာဖတ်တဲ့အလေးအကျင့်လေးတွေကပြုထောင်ဖို့လိုတယ်ပေါ့ဒီနေရာမှာကျွန်တော်တို့ကချက်ချင်းနိုင်ငံကြီးပြုထောင်ဖို့လို့ဆိုတော့မလွယ်ဘူးဖြည်းဖြည်းချင်းနဲ့တစ်စင်ချင်းနဲ့သွားမှာပေါ့စာအတူလေးတွေကျွန်တော်တို့ကဖတ်ကြမယ်ပေါ့ဖတ်ရင်နဲ့စာအတူလေးတွေဖတ်တာလည်းပေါ့ဖြည်းဖြည်းချင်းနဲ့စောင်းပါးလေးတွေဖတ်လာမယ်ပေါ့စောင်းပါးလေးတွေဝတ္ထုတူလေးတွေဖတ်လာမယ်အဲ့ဒီကနေပေါ့တစ်စင်ဝတ္ထုလက်ကလေးတွေဖတ်လာမယ်စောင်းပါးပေါင်းချုပ်စာအုပ်တွေဝတ္ထုတူပေါင်းချုပ်စာအုပ်တွေအဲ့လိုတစ်စင်နဲ့တစ်စင်ဒီစာကြည့်ခြင်းအလေးအကျင့်စာဖတ်ခြင်းအလေးအကျင့်မြင့်သွားအောင်ပါအဲ့လိုမျိုးအကျင့်လေးတွေလိုအပ်တယ်ပေါ့ဒီစာဖတ်ခြင်းအလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘယ်ကနေပြီးတော့စပြီးတော့မွေးမြူပေးရမယ်ဆိုလို့ရှိရင်ကလေးလေးတွေပေါ့နော်ကလေးလေးတွေကျွန်တော်ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘဝအတွေ့အကြုံနဲ့ဆက်ပြီးတော့ကျွန်တော်ပြောပြလိုပါတယ်မျှဝေလိုပါတယ်ကျွန်တော်ဟာဆိုလို့ရှိရင်ကျေးလက်တော်ရွာမြို့နဲ့အလံဝေးတဲ့ရွာလေးတစ်ရွာမှာကျွန်တော်ကမွေးဖွားခဲ့ပါကျွန်တော်ရဲ့ဇာတိရွာလေးပေါ့အပူပိုင်းဒေသအညာဒေသဖြစ်တဲ့အတွက်နွေရာသီကူးလိုမျိုးမကြခင်ဆိုလို့ရှိရင်ကလေးလေးတွေကကြောင်းပိတ်တော့မယ်ဆိုလို့ရှိရင်အဲနွေရာသီရောက်လာပြီဆိုလို့ရှိရင်နေ့ခင်းပိုင်းဆိုရင်ကျွန်တော်တို့ကကစားချင်ကြတယ်ကလေးတဘာကကစားချင်ကြတယ်နွေရာသီရောက်လာပြီဆိုရင်ကျွန်တော်တို့ဘက်မှာရှိတဲ့အညာဒေသဆိုတော့ရာသီဥတုက40 ဒီဂရီအထက်ပို့တယ်ပေါ့တခါတလေဆိုရင်43 45ခုနောက်ပိုင်းဆိုပို့ပြီးတော့အပူချိန်တွေကမြင့်တက်လာတာရှိတယ်အဲ့တော့မိဘတွေကကိုသားသမီးတွေကျမ်းမာရေးချို့တဲ့မှာထိကြိုက်မှာကြောက်တဲ့အတွက်အိမ်မှာနှိမ့်ခင်းကြလို့ရှိရင်အေးချောင်းနေရာလေးတွေမှာစာဖတ်မလားဒါမှမဟုတ်အိတ်မလားအဲ့လိုမျိုးရွေးချယ်မှုနှစ်မျိုးပြီးတယ်ပေါ့ပြီးတော့ကျွန်တော်ရဲ့မိဘတွေကစာအုပ်တွေကိုမရတဲ့နည်းနဲ့စုဆောင်းပြီးတယ်ရွှေသွေးဒေဇမိုးတောက်ပန်းအဲ့လိုမျိုးစာအုပ်တွေကိုကျွန်တော်တို့စုဆောင်းပြီးတယ်စုဆောင်းပြီးတဲ့အတိုင်းအတာမျိုးမှာလည်းစာအုပ်တွေအများကြီးရှိနေရတော့မဟုတ်ဘူးအခုစာကြည့်တိုင်းမှာရှိနေသလိုမျိုးစာအုပ်တွေအများကြီးရှိတယ်စာအုပ်ကလေး3-4အုပ်လောက်ပဲရှိရွှေသွေးဆိုလို့ရှိရင်လည်းရွှေသွေးစာအုပ်ကလေးတွေကိုအဟောင်းလေးတွေပေါ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အကူတွေအလုပ်သွားလုပ်တဲ့အိမ်ကနေပြီးတော့လက်ဆောင်ပေးလိုက်တာကလေးတွေဖတ်ဖို့သူတို့သားသမီးတွေဖတ်တဲ့စာအုပ်အဟောင်းလေးတွေကိုလက်ဆောင်ပေးလိုက်တာပေးလိုက်တော့အကူတွေကမလုပ်ဘူးဆိုတော့ကျတော့ရွှေသွေးစာအုပ်ကလေးတွေကိုတစ်ထက်ပြီးတော့ကလစ်နဲ့တွဲပြီးချုပ်ပေးတာတော့စာအုပ်ကြည့်စရာမရှိတော့ဒီရွှေသွေးစာအုပ်ကလေးတွေကိုလှမ်းပဲကြည့်ရတယ်အစာပိုင်းမှာကျွန်တော်တို့ကအယုတ်ကလေးတွေကြည့်တာပေါ့အယုတ်ကလေးတွေကြည့်ရင်တန်းနဲ့စာလေးတွေနှလုံးသားလေးတွေနဲ့ဖတ်တာပေါ့ဖတ်ပါများတော့ဒီစာအုပ်ကလေအပေါ်နဲ့အောက်နဲ့တပိုင်းကြီးဖြစ်သွားစာရွက်ကတပိုင်းကြီးဖြစ်သွားကိုလိုချင်တဲ့အပိုင်းကိုကြောက်လို့အပေါ်နဲ့အောက်နဲ့ကိုအန်ချင်းပြန်ဆက်နေရတာပေါ့ဝထမအောင်ဆုံးကိုအဲ့လိုမျိုးလုပ်ရတယ်အဲ့ကနေပြီးတော့စာပတ်ချင်းအလေးလေးတွေတိုးတက်လာပြီးတော့ကျွန်တော်တို့ကရွှေသွေးတေဇမိုးတောက်ပန်းလိုမျိုးကလေးကြိုက်စာအုပ်ကလေးတွေဖတ်ရင်းနဲ့နောက်ကြတော့ရုပ်ပြစာအုပ်တွေပေါ့အဲ့ဒီခေတ်တုန်းကလည်းရုပ်ပြခေတ်ကိုရုပ်ပြစာအုပ်တွေအငားဆိုင်ခေတ်ဆိုတော့အငားဆိုင်တွေတွင်ကျတဲ့ဖွံ့ဖြိုးတဲ့အချိန်ဆိုတော့အငားဆိုင်ကနေပြီးတော့စာအုပ်တွေငှားဖက်လာတာပေါ့ရုပ်ပြစာအုပ်လေးတွေငှားဖက်လာအဲ့ကနေပြီးတော့တစ်ဆင့်ကျွန်တော်တို့တွေကဝတ္ထုစာအုပ်တွေကိုဖတ်တက်လာတယ်
ဝိထုစာအုပ်ကနေပြီးတော့ကျွန်တော်တို့တွေအတွေးလေးတွေမြင့်တက်လာပြီးတော့ဆောင်းပါးတွေဝိထုရှည်တွေအထုပ်ပတ်တိတွေစာပေမျိုးစုံကိုကျွန်တော်တို့တွေကကျွန်တော်တို့လက်ခံနိုင်တော့တဲ့အနေအထားကိုရောက်လာတာပေါ့နော်အဲ့တော့ကျတော့စာဖတ်ခြင်းအလေးကိုပြိုးထောင်တော့မယ်ဆိုလို့ရှိရင်ငယ်စဉ်ကလေးကကလေးတွေကိုစာဖတ်ချိန်ကြအောင်အချိန်ပေးရမယ်စာဖတ်ဖို့လို့အတွက်စာအုပ်ကလေးတွေကိုစုဆောင်းပေးရမယ်ခုမှာကဘာလေးတွေရှိလာလို့ဆိုတော့ကလေးတွေက online အသုံးပြုမှုလေးတွေပေါ့နော်ဟိုမှာ game လေးတွေအသုံးပေါ့နော် game လေးတွေကစားလာတယ်social media တွေပေါ့နော် TikTok တို့ Facebook တို့လိုမျိုးလေးတွေကိုကလေးလေးတွေကမိဘတွေကနေစီရတဲ့ဆင်ယူကစားတယ်တချို့ကလေးလေးတွေဆိုလို့ရှိရင်သူတို့ရဲ့ Facebook account တွေပေါ့နော် TikTok account တွေဖွင့်ပေးထားပြီးတော့သူတို့ကိုယ်တိုင်ကိုပဲဒီ Facebook ကိုတွင်တွင်ကျကျအသုံးပြုနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီအသုံးပြုမှုလေးတွေကအရွယ်ရောက်တဲ့အချိန်ပေါ့နော်ကာလအပိုင်းခြားလေးတစ်ခုကြာမှသာသုံးစွဲတင်တယ်လို့ကျွန်တော်အနေနဲ့တွေးထင်မိတယ်ပေါ့နော်ကလေးလေးတွေကိုအခုအချိန်မှာစာအုပ်ကလေးတွေပေါ့စာဖတ်နေတာပဲကျွန်တော်တို့က online media တွေကနေပြီးတော့တစ်စင်စာဖတ်နေတာပဲလို့ဆိုကောင်းဆိုကြလိမ့်မယ်တကယ်တမ်းကျတော့အာရုံများကြတယ်ရှိတယ်လေ online media တွေမှာကိုတန်ရလေးတွေကိုကြည်ရင်တက်လက်နဲ့ကိုစိတ်စာလောင်တဲ့ပတ်မှာပေါ့နော်ကလေးတွေကအားတန်သွားတယ်တဲ့ပေါ့စာပေကကြတော့စာအုပ်တွေကအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ဖတ်လိုက်တဲ့အကြောင်းအရာကိုဖတ်လိုက်ပြီးဆိုလို့ရှိရင်စာရေးသူကတာဝန်ယူမှုတာဝန်ခံမှုရှိတယ်ကလေးစာပေဆိုလို့ရှိရင်ကလေးနဲ့ကလေးရောညီထွေရှိတဲ့အသိပညာဘုဒ္ဓတာတွေကိုမျှဝေပေးတယ်လူငယ်စာပေဆိုလို့ရှိရင်လူငယ်တွေပြုမှုရမယ်ကာယဉာဏဖွံ့ဖြိုးမှုဇာတိတဖွံ့ဖြိုးမှုလိုမျိုးပေါ့နော်ဖွံ့ဖြိုးမှုတွေကိုရည်ရွယ်တဲ့စာပေတွေကိုလူငယ်တွေအတွက်ပေါ့နော်လုပ်ပေးတယ်ပေါ့နော်ရေးသားပေးခဲ့တယ်အဲ့တော့သူ့အသက်အရွယ်အပိုင်းအခြားနဲ့ဒီလူတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုပုံမှာမူတည်ပြီးတော့စာအုပ်စာပေကိုလိုက်လျောညီထွေဖတ်အောင်ပြုစုပြောထောင်ပေးမှသာလေကလေးတွေကစာဖတ်ခြင်းအလေးတွေဖြစ်မှာပေါ့ခုတော့ကလေးတွေကဘာလို့လဲဆိုတော့တိလာဆိုလို့ရှိရင်တိတယ်ဒါပေမဲ့ရေဘူးရအကြမ်းမြင့်တော့လည်းတိတယ်နက်နက်ရှိုင်းရှိုင်းနဲ့တိကျကျနဲ့မတိတော့ဘူးအဲ့တော့ကလေးတွေကဘာဖြစ်လာတော့ဆိုတော့ရပါတယ်ဆိုတဲ့ယောဂဆွဲလာတော့ဒါတင်စားပြောရမယ်ဆိုလို့ရှိရင်အကြောင်းအရာတစ်ခုခုလူကြီးသူမဆရာသမားမိဘတွေကစိုးဆုံးမလိုက်ပြီဆိုရင်အရာရာသူတို့သိပြီးသားလို့ပုံစံမျိုးလေးဖြစ်သွားတယ်တဲ့ပေါ့နော်ဟာတို့သိပါတယ်ဒါတွေမကြားကြတော့ဘူးဒါတွေကသိပြီးသားတွေဆိုတဲ့အတိမျိုးလေးတွေရေဘူးရအတွေးခေါ်လေးတွေရှိလာတာပေါ့နော်ဒါကြောင့်မို့လို့ကလေးတွေရောလူငယ်တွေရောစာပတ်ချင်းအလေးကိုငယ်စဉ်ကလေးကနေပြီးတော့သူတို့အသက်အရွယ်နဲ့လိုက်ရောညီထွေဖြစ်တဲ့စာအုပ်စာပေလေးတွေကိုဖတ်စီခြင်းအပြင်ငွေမြူပေးစီခြင်းပါတယ်လို့ကျွန်တော်အနေနဲ့တိုက်တွန်းနှိုးဆော်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာရှင်ဆရာအနေနဲ့ဒီစာဖတ်တဲ့လူနဲ့မဖတ်တဲ့လူနဲ့ဘယ်လိုကွဲပြားလဲဆိုတဲ့ဟာလေးကိုလည်းနည်းနည်းဆွေးနွေးပြပါအောင်ရှင်ဟုတ်ကဲ့စာဖတ်တဲ့လူနဲ့စာမဖတ်တဲ့လူနဲ့ဘယ်လိုကွဲပြားတဲ့တော့စာဖတ်တဲ့အတိုင်းအတာမျိုးပေါ့နော်အရက်တွေက level တစ်ခုကိုမရောက်ခုတဲ့လူနှစ်ယောက်အတူသွားကြတယ်စာဖတ်ထားတဲ့လူနှစ်ယောက်ကဒီမြို့မှာဘာတွေရှိတယ်ဒီမျိုးကထင်ပေါ်ကျော်ကြားတဲ့ပုံကိုယ်တွေဘယ်သူတွေပေါ်ထွန်းခဲ့တယ်ဒီမျိုးရဲ့အထင်ကရနေရာတွေကဘယ်နေရာတွေဒီမျိုးရဲ့စီးပွားရေးလုပ်ငန်းကဘယ်လိုစီးပွားရေးလုပ်ငန်းတွေလုပ်တယ်ဒီမျိုးရဲ့သဘာဝပေါက်ပင်တွေကဘယ်လိုရှိတယ်ဒီမျိုးရဲ့ပထဝီရဲ့အနေအထားကဘယ်လိုရှိတယ်ပေါ့နော်သူကစာဖတ်ထားတဲ့အတွက်ကျိုးသိပြီးသားဆိုတော့စာမဖတ်အားသေးတဲ့လူကအဲ့ဒီမျိုးကိုရောက်ပြီဆိုရင်ရောင်းတောင်ဖြစ်နေတာပေါ့အဲ့ဒီမျိုးတွေကိုမသွားတတ်ဘူးဟိုမေးရဒီမေးရတခါလေဆိုလမ်းတွေလွယ်ဟိုရောက်ဒီရောက်နေပေါ့ကျွန်တော်တို့ကဘဝဆိုတာလည်းမျိုးတစ်မျိုးလိုပဲမျိုးတစ်မျိုးလိုပဲစာဖတ်ထားတဲ့လူတွေကမျက်စိမလဲဘူးဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်နေဆိုတဲ့အတွေးခေါ်ဘယ်ဟိုသွားရင်ဘယ်ဟိုရောက်နေဘယ်သူတွေတော့ဒီလမ်းကနေသွားခဲ့တာဘယ်သူတွေအောင်မြင်တယ်ဘယ်သူတွေတော့ကြာရှုံးနေဆိုတဲ့လမ်းပေါ့နော်ဘဝလမ်းဖြောင်းပြဖို့လို့အတွက်ဒီဘဝမှာကျင်လည်နိုင်ဖို့လို့အတွက်သူ့မှာအတွေ့အကြုံတွေကိုလက်ဆင့်ကမ်းယူထားတာပေါ့ဒါကြောင့်မို့လို့ဘဝလမ်းခရီးဖြောင်းပြဖို့လို့အတွက်ဘဝမှာအောင်မြင်မှုတွေရဖို့လို့အတွက်ဆိုလို့ရှိရင်စာဖတ်ခြင်းကအရေးကြီးပါတယ်စာဖတ်ခြင်းမရတော့အောင်မြင်မှုကြိုးစားနေတဲ့သူတွေဟာမအောင်မြင်နိုင်ဘူးလို့တရုတ်ပညာရှင်ကြီးဖြစ်တဲ့ကွန်ပျူတာကလည်းဆိုခဲ့ပူပါတယ်အဲ့တော့စာဖတ်ဖို့လိုပါတယ်အောင်မြင်ခြင်းလည်းဆိုရင်စာဖတ်ဖို့လိုပါတယ်တကယ်လို့အောင်မြင်တဲ့လူချင်းအကြောင်းတစ်ခုခုနဲ့အောင်မြင်တဲ့လူချင်းတွေ့ကြပြီးရှင်းကြပြီးပြောကြဆိုကြပြီးဆိုရင်စာဖတ်ပြီးအောင်မြင်ထားတဲ့သူနဲ့ရိုးရိုးအောင်မြင်တဲ့သူနဲ့တောင်မှပဲအတွေးအခေါ်အယူအဆတွေစီးပွားရေးအတွေးအမြင်တွေကအစကွာခြားနေပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာရှင်ဆရာဒီနေ့ဆွေးနွေးပြတာအရင်ကောင်းပါတယ်
မလို့ဆရာအနေနဲ့ဒီစပတ်ရှင်အလေးဆိုတဲ့ခေါင်းစဉ်လေးမှာဆရာအနေနဲ့ဖြစ်ဆက်ဆွေးနွေးကြရရှင်ဆွေးနွေးပေးပါအောင်ရှင် ဟုတ်ကဲ့ဖြည့်ဆွဲဆွေးနွေးစရာဆိုလို့ရှိရင်ပေါ့နော်စောစောကကျွန်တော်ပြန်ပြီးတော့ repeat to repeat ထပ်ကပြောရမယ်ဆိုလို့ရှိရင်ကလေးတွေစာဖတ်ဖို့လို့အတွက်အခွင့်အလမ်းတွေဖန်တီးပေးစေချင်ပါတယ်စာကြည့်တိုက်တွေများပေါ်ထွန်းစေချင်ပါတယ်မိဘတွေအနေနဲ့လည်းတအိမ်မှာအနည်းဆုံးစာအုပ်စင်လေးတစ်စင်ပေါ့တိတိလေးတစ်စင်နော်ထားစေချင်ပါတယ်အဲ့တော့ကလေးတွေစာဖတ်ဖို့လို့အတွက် role model ဖြစ်တဲ့မိဘတွေစာဖတ်စေချင်ပါတယ်မိဘတွေကိုယ်တိုင်ကစာဖတ်ပြပါဒီ internet တွေ Facebook တွေအဲ့လိုမျိုးပေါ့နော် social media တွေကလေးတွေရှိမှသုံးပြနေရင်ကလေးတွေကလည်း social media Facebook တွေဘက်မှာတာယာသွားပြီးတော့စာဖတ်တဲ့အလေးထားလေးတွေအားနည်းသွားနိုင်ပါတယ်ဒါကြောင့်မို့လို့မိဘတွေကိုယ်တိုင်ကလက်ဦးဆရာမိထိုက်စွာပုပ္ပါသတိယမိနစ်ဖဆိုတဲ့အတိုင်းပဲလက်ဦးဆရာများဖြစ်တဲ့မိဘများကိုယ်တိုင်ကမိမိကိုယ်တိုင်လည်းစာဖတ်ခြင်းအလေးကိုမွေးမြူပေးစေချင်ပါတယ်နောက်တော့မိမိတို့ရဲ့ရင်သွေးရတနာလေးတွေတိုင်းပြည်ရဲ့အနာဂတ်ကလေးတွေကိုလည်းစာဖတ်ခြင်းအလေးအကျင့်လေးတွေရှိလာအောင်ပြုစုပြောထောင်ပေးစေချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်ဆရာအနေနဲ့ဒီစပတ်ရှင်လေးဆိုတဲ့ခေါင်းစဉ်လေးမှာပြည့်စုံတော့ဆွေးနွေးပြီးသွားတဲ့အတွက်ကြောင့်ကျွန်တော်ပြန်ကြိုင်းနေပြီးဒီဆိုင်ဦးစီးဌာနအနေနဲ့ဆရာကိုအထူးပဲကျေးဇူးတင်ချင်ပါတယ်ရှင်ဟုတ်ကဲ့ပါ